Namo Tata Bhagavato Arahato Tamma Sambuddhassa ဆိုတဲ့ဘုရားရှိခိုးလေးနဲ့ကိုယ့်ရဲ့အချိန်တွေကိုတော့ကုံလွန်စေဖို့ကြိုးစားတဲ့တယ်နမောရှိခိုးပါ၏ဘယ်လိုကိုတော့မြတ်စွာဘုရားကိုဘယ်လိုမြတ်စွာဘုရားတော့နမောတတဘဂဝတောအဲ့ဒီဘဂဝတောဆိုတဲ့ဘဂဝါရဲ့အဓိပ္ပာယ်ကိုဘုန်းကြီးကလိုရင်းကြကြအလွန်နားလည်စေခြင်းနဲ့ဘဂဝါရဲ့အဓိပ္ပာယ်ကိုဘယ်လိုလေးနားလည်စေခြင်းတာတော့ဆိုတော့အလွန်မြင့်မြတ်တဲ့ကောင်းမှုတွေကိုတကယ်ကိုပြည့်ပြည့်စုံအောင်ဘယ်သူနဲ့မှမတူအောင်ပြုခဲ့တဲ့အတွက်ကြောင့်ဒီနောက်ဆုံးဘဝအကျိုးရလဒ်ရလာတဲ့အခါမှာလောကီအကျိုးလောကုတ္တရာအကျိုးရလဒ်တွေဟာဘယ်သူနဲ့မှမတူအောင်ဘယ်သူမှလိုက်လို့မမီအောင်အပြည့်စုံဆုံးအနေအထားကိုရောက်သွားတာကိုအဲ့ဒါဘဂဝါလို့ပြောတာဒါကြောင့်မနေ့တိုင်ယောဂီများအာယုံပြုရင်းနဲ့ဘာဝနာဖြစ်အောင်လုပ်နေကြတာပြုကျင့်တော်မူခဲ့သောပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုဏ်ဖြာဖြာတို့ဖြင့်ကောင်းစွာဂုဏ်လုံးပြည့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားရုပ်ရည်အဖြစ်လဲတင့်တယ်ဆုံးဉာဏ်ပညာအဖြစ်လဲအထက်မြတ်ဆုံးသူတော်ကောင်းတရားအနေနဲ့ကြည့်မယ်ဆိုရင်လည်းအဖြူစင်ဆုံးဘယ်ဘက်ကမှဘယ်သူမှသူ့ကိုလိုက်လို့မမီဘူးအဲ့ဒါကိုဘယ်လိုခေါ်တော့ဘဂဝါအဲ့ဒါကိုစဉ်းစားလိုက်ခြင်းအပြင်ငါလည်းကောင်းတာတွေကိုပြည့်စုံခြင်းနဲ့ဆိုရင်ကောင်းတဲ့အကြောင်းတရားတွေများများလုံးမပါလားဆိုတဲ့အမြင်မှန်ကတခါတည်းတွဲပါလာတာဘဂဝါကုံကိုစဉ်းစားရင်အဲ့လိုလေးဖြစ်ရမှာနော်နမောရှိခိုးပါ၏တတထိုမြတ်စွာဘုရားဘလိုမြတ်စွာဘုရားတော့အကြောင်းပြည့်စုံတော်မူသဖြင့်အကျိုးရလဒ်နဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားပြီးတော့ဗလာတော့အရဟတောတော့စိတ်နှလုံးမှာညှဉ်းနှွမ်းမှုပူပန်မှုဘာမှမရှိတော့တဲ့အတွက်ကြောင့်လုံးဝပဂရိစင်ကြယ်တော်မူတဲ့ငြိမ်းအေးတော်မူတဲ့မြတ်စွာဘုရားဒါလေးစဉ်းစားလိုက်ရင်ကိုယ်စိတ်ကိုလည်းပဲကြည်လင်မှုတန်ရှင်းမှုဖြူစင်မှုငြိမ်းအေးဖို့ဘုန်းကြီးတို့ကြိုးစားအထုတ်လူစိတ်ပေါက်သွားတယ်ဒီလိုလေးတွဲပြီးတော့လာရမယ်နော်ပြီးရင်ဘာလာတော့သမ္မာသမ္ဗုဒ္ဓတ္တသိတဲ့သိလိုက်တဲ့တရားတွေကိုအကုန်လုံးသိတာအကြံဉာဏ်ဖြင့်ဒါလို့ရင်ဆင်းရဲမယ်ဒါလို့ရင်တော့ချမ်းသာမယ်နော်ဒီလိုနေရင်တော့တန်တရားတဲ့တလဲလဲနေဦးမှာပဲဒုက္ခမငြိမ်းဘူးဒီလိုနေမှဒီဒုက္ခတွေကဆုံးသတ်သွားမှာဉာဏ်ဉာဏ်ဖြင့်မြတ်စွာဘုရားဆင်းရဲကြောင်းကိုလည်းသိတယ်ချမ်းသာကြောင်းကိုလည်းသိတယ်တန်တရားကိုဆင်းရဲလေကြောင်းကိုလည်းသိတယ်လွတ်ကြောင်းကိုလည်းသိတယ်နော်အဲ့လိုလေးဘုန်းကြီးတို့ဘာလို့တရားမလို့စဉ်းစားတရားမယ်ဆင်ခြင်တရားမယ်အဲ့တော့ဘဂဝါကုံကိုအကျဉ်းမြတ်ဖြင့်ဘုန်းကြီးတို့ကအပြည့်စုံဆုံးလူသားလို့မြင်ရမယ်အရဟံကုံကိုအကျဉ်းမြတ်ဖြင့်အဖြူစင်ဆုံးလူသားလို့မြင်ရမယ်သမ္မာသမ္ဗုဒ္ဓကုံကိုအကျဉ်းမြတ်ဖြင့်အထက်မြတ်ဆုံးလူသားလို့ဒီလိုမြင်ရမယ်အဲ့လိုလေးဘုန်းကြီးတို့ရဲ့စိတ်ကနားလည်မှုနော်ပြပြဝဝနဲ့မြတ်စွာဘုရားရဲ့ပုံမှာပူဇော်လိုက်တယ်ရှ िख ိုးလိုက်တယ်ဆိုရင်နော်ကိုယ့်ရဲ့ရှေ့ဆက်နေမဲ့နော်လမ်းကြောင်းလေးရှေ့ဆက်သွားမဲ့လမ်းကြောင်းလေးကဘာဖြစ်နေလဲအလွန်မှအရှင်းမြင့်နေတယ်ဘုရားနုတ္တိကိုအနည်းဆုံးအဲ့လောက်လေးတော့ဘုန်းကြီးတို့ကလုံးရမယ်ပေါ့နော်ဘဂဝါဂုံရဲ့အရဟံဂုံရဲ့သမ္မာသမ္ဗုဒ္ဓဂုံရဲ့ဒီဂုံ၃ပါးနဲ့ဘုန်းကြီးတို့ရဲ့စိတ်ဟာမကြထိတွေ့ပေးရမယ်ဟုတ်ပြီနော်